ခန်းထဲမှာရေးငါးမွေးနေရတယ်နော်အေးဟုတ်တယ်ငါမွေးတော့ရတယ်ခန်းထဲမှာငါးလေးနဲ့ပျော်ပါမယ်ခန်းထဲမှာငါးလေးနဲ့ပျော်ပါမယ်ငါးလေးနဲ့ပျော်ပါမယ်ပျော်ပါမယ်ပျော်ပါမယ်တငယ်ချင်းပြောလိုက်တဲ့စကားတခုကြောင့်ကျွန်တော်ငါမွေးဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်အခုတော့ဒီပုံမှာပဲနေရတော့မယ်ဟိုဒီဘောကလေးကတော့ခောက်ဆွဲသွားဝဲတယ်အဲ့မှာတငယ်ချင်းတယောက်ကတော့အေးရတက်လာဟိုဘက်ကနေရှိသေးလေတကားပိတ်ထားတယ်အောက်ကနေအပေါက်ကနေရှယ်ပြီးတော့ဒီမျိုးဝင်ချလာကျွန်တော်ရဲ့ channel ရှိတစ်ခုလုံးလဲရေလေးပြည့်နေတာအဲ့ဒါမှကျွန်တော်ကောင်းရုံကြည့်ပြီးတော့ transition လုပ်ဖို့ဆိုပြီးတော့ transition လုပ်ဖို့ကျွန်တော်မေ့သွားတယ်အဲ့မှာကျွန်တော်နောက်နေ့ကျတော့ငါးစားဝယ်ဖို့အတွက်သွားကြတယ်လာတော့ပါအေးဒီဘက်တွေလေဒီဘက်တွေဟိုးဒါရမိုက်တယ်ဟုတ်ရွာလေးရောက်နေကြတာမိုက်တယ်ငါးကန်တော့ဝယ်မယ်ငါးကန်ဝယ်ပြီးသွားရင်ဟိုငါးကန်ကတော့ဆိုင်ကနဲ့တောက်လို့မရတော့ဟိုကောင်းကိုကားနဲ့လာကန်ပြီးတော့မှငါးကန်မှအိမ်မှာချပြီးရင်နောက်နေ့ကျဖြစ်ငါးကန်တော့ပေါပြီးတော့ငါးတော့ဝယ်မယ်ငါးတော့အဲ့ကန်နဲ့ငမမွေးလို့ရလောက်လားဟိုဒီနေ့ရမယ်အဲ့လိုနဲ့ကျွန်တော်ရဲ့တငယ်ချင်းရောက်လာခဲ့တယ်ရောက်ပြီတော့ရောက်ငါးကန်ဟဲ့ပချဟစ်တလားဟေးကိုလို့ကျွန်တော်အင်အားထင်ချိုးဆက်အောင်မလို့ကျွန်တော်အိမ်လေးထုတ်တာပါတယ်တထဲဟိုမှာ15000နဲ့ပါအိမ်တထဲဝယ်ယူလူတိုင်းကိုကျွန်တော် Minecraft ကက်လေး2ကက်လက်ဆောင်ပေးမှာပေါ့ Play ကက်လေးပေါ့ Rock Paper Scissor ဆော့လို့ရမယ့်ကက်လေးပေါ့တကယ်လို့ဝယ်ယူအားပေးမယ်ဆိုရင်တော့ Facebook page WeBeCraft Official ဒါမှမဟုတ်ရင်ဖုန်းနံပါတ်3999536543ဆက်သွယ်လို့ရပါတယ်ဆက်သွယ်ရမယ့်အချိန်ကတော့8နာရီနဲ့10နာရီအတွင်းဖြစ်ပါတယ်လို့တော့အိမ်လေးဝယ်ယူပြီးတော့အားပေးကြပါအောင်ဘယ်မှာရောက်တော့那叫的，我靠，别忙嘞！哎呦，哦，表面啦，搞表面毛那个，下一页这个，哒 ，OK， 到位。Hi，俺做来了不行，来抓呀！我蛮累，这个没表呢，给你当累了。我买的这个山买的呗。对，没也没了，对了。ငါကန်ဒီနေ့ကဘာနေရောဒီကတင်းနေတယ်လေဘဲဘဲဒီနေ့ကနေဆိုတော့ဒီဆိုတော့တင်းနေပေါင်း3ဆိုတော့ငါအစိုးအစီပြေ我们就来着。ဟိုပေးနေလက္ခဏာတွေ့တာဒီနေ့ငါကန်ဝယ်လို့ကောင်းမကောင်းဒီကတင်းနေတယ်လေဘဲဘဲပြန်အောင်စားလို့ရတယ်ကောင်းနိုင်ပြီအဲ့လိုနဲ့ကျွန်တော်တို့ငါးကန်ဆိုင်ကိုရောက်တော့ကြတယ်ဒါလိုဆိုနေရတယ်ငါးကန်ဆိုင်ကလေမီးတွေပြတ်နေတော့ဒီလိုမျိုးမီးတွေထုံပြီးကျတော်တော်ကြီးကိုမိုက်တယ်အဲ့မှာရှိရဲ့ငါးလေးကလေတော်တော်မိုက်တယ်ဘက်တာငါးလေးပြီးရတယ်ကျွန်တော်ဟိုကန်နေဒီကန်နေလိုက်ကြည့်နေတယ်ကျွန်တော်တို့ကန်ကလည်းရပြီဆိုတော့ကျွန်တော်တို့ကန်ကိုကျွန်တော်သွားကြည့်ကြတယ်။ကြောင်ကိုကျွန်တော်ဒီအဖုံးလေးကိုတက်ပြီးတော့ရေဒီကန်လေးကိုရေဖြည့်ပြီးတော့လို့ရှိရင်ဒီဘက်ကနေဖြည့်လိုက်ဒီဘက်ကမဖြည့်လိုက်ဒီဘက်ကနေဖြည့်လိုက်ဒီဘက်ကမဖြည့်လိုက်ဒီဘက်ကိုကြာပြီးဒီဘက်ကိုရှံသွားတယ်ကန်နဲ့ကရေဖြည့်မယ်ဆိုလို့ရှိရင်ဒီကြောက်တုံးလေးပေါ်ကိုဖြည့်ပြီးဒီကြောက်တုံးလေးပေါ်ဖြည့်လေးချင်းဖြည့်ပြီးပြီးတော့ပါပဲနောက်ကနေပဲခံရလိုက်တော့ငါးကန်ယူပြီးတော့ကျွန်တော်တို့အိမ်ပြန်ကြဲလိုက်တော့တယ်လူပြောမယ်ရေးကြည့်တယ်အဲ့ဒီတော့မှ तू ကအမြန်လောက်ထားတယ်ဘလော့တက်တိုင်းပါဆိုမြန်ကပြီးနေဒီပြေးတီရတယ်ဒီဒါသူ့ရဲ့ဟို skill ပဲရှီတော်ကြည့်တာပဲနောက်နေ့ကျငါဆက်သွားကြည့်ပဲပြီးရတယ်တကယ်ချင်းရဲ့အိမ်မှာကောင်းဝင်ထားလိုက်တယ်ဒီဘောကလေးကတော့သူ့အိမ်ကခွေးလေးနဲ့စော့နေပေါ့ကျွန်တော်တို့ကကားနဲ့ထားပြီးတော့ဆိုင်နဲ့ထွက်ဖို့အတွက်ပြင်ဆင်ကြတယ်ဟုတ်တော့ငါတော့ငါကန်ခိုင်းပြစီအဲ့လေဟုတ်လေဘော你阿金干的那个。ကဲတောင်းကြည့်တလေးကျွန်တော်ကန်ထဲကိုရောက်တော့ငါကန်
တယ်ကတဲ့ ဒီပေါ့ကိုစကားလေးလောက်ထားတယ် အဝေးလေးနဲ့ကားလိုက်တာအနည်းဆုံးတော့အလုပ်ဖြစ်သွားတယ်ပေါ့ဗျာ ဘာလို့ကောင်တော့တက်မလာတော့ ကျွန်တော်မှာငါးလေးတွေအကုန်လုံးနာမည်တွေပေးဖို့တောင်ဆုံးဖြတ်ထားတာဘာလို့များအရင်ဆုံးတည်သွားခဲ့ပါလဲဒီဗီဒီယိုလည်းကျွန်တော်မိနစ်အရှိလုပ်ဖို့ဆုံးဖြတ်ထားတာတော်ပြီဒီလောက်ပဲကျွန်တော်ဆက်မလုပ်ချင်တော့